ကဘာလူဦးရေရဲ့ထဝက်ကျော်ဟာဒီစဝိုင်းထဲမှာနေထိုင်ကြပါတယ်ဒီစဝိုင်းကို Valerie Pierce စာခဲလို့ခေါ်ပြီးစဝိုင်းရဲ့ဘိုးချက်ကတော့မြန်မာနိုင်ငံက Mindcat ဆိုတဲ့မြို့လေးပဲဖြစ်ပါတယ်ဒီစဝိုင်းရဲ့အချင်းဝတ်ဟာအန်အောစရာကောင်းလောက်အောင်တင်းငယ်ပြီး3300ကီလိုမီတာခိုင်တာရှိပါတယ်ဒီစဝိုင်းထဲမှာအာဖရိကဥရောပအမေရိကတိုက်တွေနဲ့ဩစတြေးလျနိုင်ငံတို့မပါဝင်ပါဘူးဒါဆိုကမ္ဘာလူဦးရေရဲ့ထဝက်ကဒီနေရာမှာဘလို့လို့နေထိုင်နေကြတာလဲအကြောင်းရင်းကတော့လူဦးရေ1.8ဘီလီယံစုစုပေါင်းရှိတဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံအစိအပိုင်းအတော်များများဟာဒီစဝိုင်းထဲမှာရှိနေလို့ပါပဲဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတွေကလည်းလူဦးရေ118တန်းနဲ့289တန်းအသီးသီးထပ်မံဖြည့်ဆည်းပေးထားပါတယ်အမေရိကန်ပြည်ထောင်စုကအိုင်ယိုဝါပြည်နယ်လောက်သာအရွယ်အစားရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတောင်လူဦးရေ182တန်းပါဝင်နေပါတယ်ဒီဒေသဟာကျယ်ပြန့်တဲ့စိုက်ပျိုးသီးတွေရှိပြီးပူနွေးတဲ့ရာသီဥတုရှိတာကြောင့်လူဦးရေအများအပြားတိုးပွားရှင်သန်ဖို့အတွက်အထောက်အကူဖြစ်စေပြီးလူနေအထူးထပ်သောဒေသတစ်ခုဖြစ်လာရတာပဲဖြစ်ပါတယ်